ဒီနေ့အားပြင်းတဲ့ငလင်လှုပ်တယ်ဒါလေးကိုအတူတူရေးကြည့်ကြရအောင်ဒီနေ့ဆိုတော့ today အားပြင်းတဲ့ငလင်က earthquake ကိုရေးချင်တာကအားပြင်းတဲ့ငလင်ဆိုတော့ a powerful earthquake ငလင်လှုပ်တာငလင်ရိုက်ခတ်တာက struck today verb ဖြစ်တယ်ငလင်လှုပ်တာငလင်ရိုက်ခတ်တာ today a powerful earthquake struck ဒီနေ့အားပြင်းတဲ့ငလင်လှုပ်တယ်အကယ်၍များလွန်ခဲ့တဲ့2နာရီလောက်ကအားပြင်းတဲ့ငလင်လှုပ်ခဲ့တယ်လို့ရေးချင်တယ်ဆိုရင်လွန်ခဲ့တဲ့2နာရီလောက်က2 hours ago အားပြင်းတဲ့ငလင်က a powerful earthquake ငလင်လှုပ်တာက struck a powerful earthquake struck 2 hours ago လွန်ခဲ့တဲ့2နာရီလောက်ကအားပြင်းတဲ့ငလင်လှုပ်ခဲ့တယ်။ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးတော့နော်။ Thank you. Bye bye.